အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်စီတက်ကတူတရန်ကုန်မှာ web portal လေးတစ်ခုတည်ဆောက်ထားပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေဒီဝန်ထမ်းတွေအကုန်လုံးပေါ့ဒီ web portal ပေါ်မှာ account တစ်ခုဘယ်လိုတည်ဆောက်အောင်လဲဆိုတော့အထောက်အကူဖြစ်အောင်ရှင်းပြပေးထားတာပါအများစုကတော့ကျွန်တော်ဒီဖုန်းနဲ့ပဲ register လုပ်ကြမှာဆိုတော့ကျွန်တော်လည်းဒီဖုန်း interface နဲ့ပဲပြပေးပါမယ်ကျွန်တော်ဒီသုံးနေကြbrowser တစ်ခုခုဖွင့်လိုက်ပေါ့ Chrome ပဲဖြစ်ဖြစ် Mozilla ပဲဖြစ်ဖြစ်နောက် Safari ဖြစ်ဖြစ်ရပါတယ်အကုန်ရတယ်ကျွန်တော်ဒီ Safari လေးကိုဖွင့်လိုက်မယ်ဒီ browser ရဲ့ address bar မှာကျွန်တော်ဒီ web portal address ကိုရိုက်ထည့်ပေးပါ www.um1ygn.edu.mm ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ web portal လေးကြာလာပြီဒီညာဘက်အပေါ်ဆုံးထောက်မှာဒီမြားလေးထိုးထားတဲ့ဒီ button လေးရှိတယ်အဲ့ဒီဟာကတော့ကျွန်တော်ဒီ sign up လုပ်တဲ့ button လေးပေါ့အဲ့ဒီကောင်တစ်ချက်နှိပ်ပေးလိုက်ဒါဆိုရင် sign in လုပ်မလား sign up လုပ်မလားဆိုပြီးရှိတယ်ကျွန်တော်က account အသစ်ဖွင့်မှာဆိုတဲ့အခါကျတော့ဒီ sign up button လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင် sign up box လေးပေါ်လာပြီဒီမှာကိုယ့်ရဲ့နာမည်အပြည့်စုံရိုက်ပေးပါအင်္ဂလိပ်လိုရရမယ်ခင်ဗျemail address ပေါ့နော်password ကကြတော့ကျွန်တော်ဒီ complex ဖြစ်တဲ့ password ကိုပေးရမယ်ခင်ဗျ password 10လုံးရှိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်ဒီမျက်လုံးလေးဖွင့်ပေးထားမယ် capital letter ပါရမယ် small letter ပါရမယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ number တွေပါရမယ်ခင်ဗျနောက်ကျွန်တော်ဒီ special character ပေါ့ add to hash to လို့မျိုးအဲ့လိုမျိုး exclamation mark တို့လိုမျိုးအဲ့လိုမျိုး special character ပါရမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီပြည့်စုံသွားပြီဆိုရင်ကျွန်တော်ဒီ create account ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတင်ချာပို့စာလေးတစ်ပုဒ်ပေါ်လာမယ်ဒါဒီတင်ချာပို့စာလေးကတော့ကျွန်တော်ဒီလူလား system နေပြီးတော့ကျွန်တော်ဒါလူလား AI ပေါ်လာဆိုပြီးစစ်တာပေါ့နော်ကျွန်တော်ထည့်ပေးလိုက်မယ်အဖြေရိုက်ထည့်မယ်ပြီးရင် verify ဆိုတာတစ်ချက်နှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခုနကတော့ထည့်ထားတဲ့ email တွေကိုကျွန်တော်ဒီ verify လုပ်မဲ့ဒီ email လေးဝင်လာပြီပေါ့ကျွန်တော် email တစ်ချက်စစ်ကြည့်လိုက်မယ်เนาะ Gmail ကိုဖွင့်ဒါဆိုလို့ကျွန်တော် email ဝင်လာပြီဒါဆိုလို့ရှိရင်တခုသတိထားမှာကျွန်တော်ဒီ inbox ထဲမှာကျွန်တော်ဒီ email မတွေ့ဘူးဆိုလို့ရှိရင် spam folder လေးကိုတစ်ချက်လောက်စစ်ကြည့်ပေးပါဒီတခုကတော့နည်းနည်းလေးသတိထားလိုက်ပေါ့ဒီမှာ verify email address ကိုနှိပ်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော် account ကို email နဲ့ဒီ verify လုပ်တဲ့အဆင့်ကပြီးသွားပြီဒီအဆင့်ကကြတော့ကျွန်တော်နာမည်နဲ့ email လောက်ပဲပါတာဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ profile ကမပြည့်စုံသေးဘူးအဲ့တော့နောက်တစ်ဆင့်မှာကျွန်တော်တို့ရဲ့ account မှာကျွန်တော်တို့ရဲ့ကိုယ်ရေး data အချက်လက်တွေကိုထည့်သွင်းပေးရမယ်အဆင့်ပေါ့ခုနကတော့ကျွန်တော်တို့ပေးထားတဲ့ email address ပေါ့နော်password ကိုထည့်ရပါမယ်ပြန် sign in လုပ်ပေါ့နော် sign in မဟုတ်တော့ပြီးရင် allow access ကိုနှိပ်ပါဒါဆိုလို့ရှိရင်ဒီအဆင့်အကြတဲ့ခါကျတော့ဒါကျွန်တော်ဒီကျောင်းသားတွေရဲ့ data အချက်လက်ကိုဖြည့်ရမယ်အဆင့်ပေါ့ဒီအဆင့်ကကျွန်တော်ဒါကဒီ data အချက်လက်တွေဖြည့်ရမယ်အဆင့်က6ဆင့်ရှိတယ်ကျောင်းကလက်ခံရင်ကျွန်တော်ဖြည့်ရတဲ့ form ပုံစံမျိုးပဲကျွန်တော်ဒါဆိုကျွန်တော် student ဖြစ်တဲ့အတွက်ကို student ကိုရွေးပါမယ်ပထမဆုံးအဆင့်ပေါ့နံပါတ်1အဆင့်ကကြတော့ဒီကိုရေးအချက်လက်ပါ personal information ပေါ့ personal information ဒါပထမဆုံးမြန်မာလိုဖြည့်ပါမယ်အင်္ဂလိပ်လိုပေါ့နော်မောင်နေမတွေထည့်စရာမလိုခင်ဗျနောက် gender ရွေးပေးပါမယ်ကြားလားမလားပေါ့ကျွန်တော် male ပေါ့နောက်တစ်ခုကလူမျိုး religion ဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာပေါ့နော်ဘာသာဖြည့်ပေးပါမယ်ဒီ black tie မှာသွေးမျိုးစားက plus နောက် place of birth ကိုမွေးတဲ့နေရာဖြည့်ပေါ့နောက်တစ်ခုကကျွန်တော်ဒီမွေးနေ့ပေါ့ပြီးရင်ကျွန်တော်မွေးရက်ကိုအရင်ရွေးပါရွေးပြီးလို့ရှိလို့ရှိရင်ဒီမှာလာနဲ့နှစ်နဲ့ကိုရွေးပေါ့
ကျွန်တော်ဒီမှတ်ပုံတင်နံပါတ်ထည့်ပြီးမှတ်ပုံတင်နံပါတ်ကတော့အရေးကြီးပါတယ်တေချာမမအောင်ထည့်ပါဟုတ်ဖုန်းနံပါတ်ထည့်ပေးပါemail address ကတော့ထည့်ပြီးသားပါเนาะနောက်တစ်ခုကကျတော့ကျွန်တော်ခုနကတော့ရိုက်ထားတဲ့ဓာတ်ပုံကိုထည့်ပေးပါ upload photo ဆိုတာနဲ့ photo library ဓာတ်ပုံရဲ့ site ကတော့တမ်းမှတ်ထက်မကြည့်ရဘူးခင်ဗျာဒါအချက်လက်ပြည့်စုံသွားပြီဆိုလို့ရှိရင်ဒါပထမအဆင့်ပြီးသွားပြီပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် next ကိုနှိပ်ပေးပါနံပါတ်2ကကျတော့ကျွန်တော်လိပ်စာအချက်လက်ပေါ့လိပ်စာကကျတော့ကျွန်တော်ဒီရန်ကုန်ရွေးမယ်ရန်ကုန်အရှေ့ပိုင်းမြောက်တကုန်းဒါတော့ကိုနေတဲ့မြောက်တကုန်းပြီးရင်ဒါရက်ကွက်ပေါ့နော်34ဒါအများနဲ့နေရဲ့လိပ်စာခင်ဗျအခုဒီအောက်ကကျတော့ကျွန်တော်ဒီ current address ခင်ဗျ current address ကတော့ကျွန်တော်ဒီအဆောင်တွေပိုင်းနေတယ်ဆိုလို့ရှိရင်အဆောင်လိပ်စာပေါ့နော်တကယ်တော့အမြဲနေရလိပ်စာနဲ့အခုလက်ရှိနေရလိပ်စာတူတယ်ဆိုလို့ရှိရင် same as permanent address ကို click ပေးလိုက်ပါပြည့်စုံသွားပြီဆိုရင် next ကိုနှိပ်နံပါတ်3ကကျတော့ကျွန်တော်ဒီမိသားစုအချက်လက်ပေါ့အဖေနာမည်ထည့်ပါမြန်မာလိုပေါ့နော်အဖေရဲ့မှတ်ပုံတင်နံပါတ်အဖေရဲ့အလုပ်ကိုင်းအဖေအချက်လက်ပြီးသွားပြီဆိုရင်ဒီ next နေပေါ့ဒီအပေါ် next လေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒါအမေရဲ့နာမည်အမေနာမည်အင်္ဂလိပ်လိုအမေရဲ့ NRC ပေါ့မှတ်ပုံတင်နံပါတ်အမေရဲ့အလုပ်ကိုင်းပါနော်ဒါပြင် next ကိုနှိပ်ပေါ့နောက်တစ်ခါကျတော့ guardian information ပေါ့ guardian information ကအုပ်ထိန်းသူရဲ့အချက်လက်တကယ်လို့အုပ်ထိန်းသူကမိဘအဖေအမေဆိုလို့ရှိရင်ဒီအဖေဆိုတဲ့နေရာလေးမှာယူမယ်အဖေကထားပါအမေဆိုလို့ရှိရင်အမေနေရာမှာယူမယ်တကယ်လို့ကိုယ့်ရဲ့အုပ်ထိန်းသူကအဖေလည်းမဟုတ်အမေလည်းမဟုတ်ဘူးဦးလေးတွေအတော်တွေဒါမှမဟုတ်အဖိုးဖွားတွေဆိုလို့ရှိရင်ဒီအားသားကိုယူပြီးတော့ထည့်ပြီးဖို့လိုရခင်ဗျာကျွန်တော်ကတော့ဒီအဖေဆိုတော့ father ကိုယူလိုက်မယ်ဒီမှာအဖေရဲ့ email address ကိုရိုက်ထည့်ပေးမယ်ခင်ဗျာတကယ်လို့အဖေက email တွေပဲမသုံး email address မရှိဘူးဆိုရင်တော့ကို address ကိုရိုက်ထည့်လိုက်ပေါ့ဒီမှာဒီအဖေရဲ့လိပ်စာပေါ့အဖေရဲ့လိပ်စာကကိုနေထိုင်တဲ့လိပ်စာနဲ့တူတယ်ဆိုလို့ရှိရင် same as student permanent address ကိုထည့်လိုက်အဲ့ဒါဆိုရှင်ထည့်စရာမလိုတော့ခင်ဗျာပြီးပြီဆိုလို့ရှိရင်အချက်လက်လည်းပြည့်စုံတယ်မှန်ကန်တယ်ဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးက next လေးကိုနှိပ်ပေးပါနံပါတ်4ပေါ့နံပါတ်4ကကျတော့ academic history ဆိုတာကျတော့ previous education ဒီအဆင့်ကတကယ်လို့ကျွန်တော်တို့အခုပထမနှစ်တက်မဲ့သင်တန်းသားဆိုလို့ရှိရင်ကျွန်တော်တို့တက္ကသိုလ်ဝင်စာမေးပွဲတုန်းကရတဲ့အမှတ်စင်းတွေဘာသာရပ်တွေကိုဖြည့်ပေးရမယ်ခင်ဗျကျွန်တော်ဒုတိယနှစ်ဆိုလို့ရှိရင်တော့ပထမနှစ်တုန်းကခုံနံပါတ်တွေဘာသာရပ်တွေအမှတ်စင်းတွေပေါ့ကျွန်တော်ဥပမာထည့်ပြမယ်เนาะ add နေပါ
grade 12ပဲထားလိုက်ပါ grade 12 example ကကြတော့မြန်မာပဲပေါ့မြန်မာမှာစစ်တာဆို MA ကမြန်မာtotal အမှတ်ကကြတော့ကျွန်တော်တို့939နှစ်ကကြတော့2023ပေါ့2023တော့အောင်တဲ့ row number ကကြတော့စာခခနှစ်3လေးပေါ့ဒီမှာဘာသာရပ်ဖြစ်မယ်เนาะဘာသာရပ်ဖြစ်မယ်ဆိုရင် add ကိုထည့်ပါကျွန်တော်ဒီဘာသာရပ်ကမြန်မာပေါ့ မြန်မာအမှတ်စင်းထည့်မယ်ဂုဏ်တူနဲ့အောင်တယ်ပေါ့ distribution ပြီးနောက်တစ်ခုထပ်ထည့်မယ်ဆိုရင် plus ကိုထပ်နေ90ခွန်ဂုဏ်တူထွက်တယ်နောက်ထပ်ထည့်မယ် CH chemistry 90ဂုဏ်တူထွက်တယ်အထက်ထည့်မယ်ဒီ education record ဖြစ်တော့ record ဆိုတာ delete လုပ်လိုက်မယ် chemistry ပြီးရင် subject ထည့်မယ် bio biology 92 contract and ဒီလိုမျိုးလေးတွေကျွန်တော်ထည့်သွားလို့ရတယ်ဒါကတော့ previous education ပေါ့ previous education ဆိုတာဟို optional ပါပဲဒါပေမဲ့ဟို data ဆိုရင်တော့ပိုကောင်းတာပေါ့ကျွန်တော်ကတော့ဖြည့်ဖို့ပဲ recommend ပေးပါတယ်စုံပြီဆိုလို့ရှိရင်ကျွန်တော်ဒီ next လေးကိုနှိပ်လိုက်ပါဒါကတော့နံပါတ်5ပေါ့ current academic ဆိုတာကျွန်တော်ဒီလက်ရှိကျွန်တော်တို့သင်ကြားနေတဲ့ဟိုခုံနံပါတ်တို့ဒီခုနကတော့စတင်နှစ်တို့အဲ့ဒါတွေဖြည့်ပြရမှာပါကျွန်တော်ကကျတော့ immediate နံပါတ်ရှိတယ်ဆိုလို့ရှိရင်တခုပါ m 234 batch enrollment မှာထပ်ပေါင်းထည့်မယ်ကျွန်တော်ကဒီပထမနှစ်တက်မှာဆိုတော့ဒီ academic year မှာ2025-26 စတင်နှစ်ဒီ batch မှာကျတော့တခုပဲရှိတယ်စေပညာပထမနှစ်ကိုရွေးပေးပါနောက် row number ပေါ့ခုံနံပါတ်ဒီကတော့အရေးကြီးတယ်ခင်ဗျဒီအဆင့်ကတော့ရွေးပေးရမယ်ဟုတ်ကဲ့အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီ next ကိုနှိပ်ပါဒါတော့နောက်ဆုံးအဆင့်ပေါ့ additional information တော့ဘာတွေပါလဲဆိုတော့ကျွန်တော်ဒီစိတ်ဝင်စားတဲ့ဟာတွေကိုယ့်ရဲ့ကျွမ်းကျင်မှုရှိတဲ့ဟာတွေပြီးတော့တခြားကိုဝါသနာပါတဲ့ဟာမျိုးတွေပေါ့ဒီကောင်လည်းဒါ optional အဆင့်ပဲဒါပေမဲ့ဟိုဖြည့်ပြီးနိုင်တော့ပိုကောင်းတယ်ခင်ဗျအဲ့ဒါဆိုကျွန်တော်ဖြည့်လိုက်မယ်နော် interest matter IATING reading skill matter PROG mind programming ဒါဆိုရင်ကျွန်တော်ဒီဟိုကျွန်တော် data ဖြည့်တဲ့အပိုင်းပေါ့ data ဖြည့်တဲ့အပိုင်းတော့ကျွန်တော်ပြီးသွားပြီဆိုတဲ့အခါကျတော့ submit registration ကိုနှိပ်လိုက်ရုံပဲဒါဆိုလို့ရှိရင်ကျွန်တော် registration successful စင်းသွင်းခြင်းအောင်မြင်ပါသည်ဆိုပြီးတဲ့အခါကျတော့ဒါဆိုလို့ရှိရင်ကျွန်တော်ပြီးသွားပြီခင်ဗျကျွန်တော်ဒီဘက်ကအချက်လက်သွင်းတာပြည့်စုံသွားပြီဒီ city admin team ကနေပြီးတော့ဟိုကျွန်တော်တို့ approve လုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့စီ email ဝင်လာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောင်မြင်တဲ့ registration ပြီးသွားပြီခင်ဗျဒီမှာကိုသွင်းထားတဲ့အချက်လက်တွေကိုပြန်ကြည့်ချင်တယ်ဆိုရင် view my profile ဆိုတာကျွန်တော်ကြီးကိုရေးချက်လက်များဒါလေးကိုနှိပ်ပြီးကြည့်လို့ရတယ်အဲဆိုကိုယ့်ရဲ့ QR code နဲ့ status ကကြတော့ pending ဖြစ်နေတယ် approve မလုပ်ပေးရသေးတဲ့ခါကျတော့လေဒါကျွန်တော်သွင်းထားတဲ့အချက်လက်တွေပေါ့ဟုတ်ကဲ့တကယ်လို့ဒီမှာကျွန်တော်ဒီဟိုမှားနေတာလွဲနေတာရှိလို့ရှိရင် edit now ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတဲ့ခါကျတော့ပြန်ပြင်လို့ရတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုရင် back ကိုပြန်သွားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ student data ထည့်တဲ့အဆင့်ကပြီးသွားပြီခင်ဗျဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်